အားလုံးပဲမင်္ဂလာပါနော်မမအေးရတော့နော် online မှာချက်တော့တယ်ပေါ်လေးပါလိုက်ပါတယ်ပေါ်လေးသူက6ဆွဲပေါ့နော်မမအေးထားတာတော့site medium site လေးပါနော်တကယ်ကိုမျိုးလေးသူကတော့ဝီလုကောင်းတယ်နော်တကယ်ချင်းပေါ်လေးဝီလုကောင်းတယ်နော်တကယ်မျိုးလေးဒီ6ထဲမှာအပီစီ25ကျပ်ပဲကြားတယ်နော်တကယ်ချင်းတို့ဒီမှာဒီအထဲထဲမှာအသားလေးကောင်းတယ်နော်တကယ်ချင်းဒီမှာကြည့်အသားလေးကောင်းတယ်ပေးနာမှာတန်ကြောင်းလည်းမရှိဘူးတွေ့လားသူကဒီမှာပိတ်သားတွေပဲချုပ်ထားတယ်အသားကောင်းတယ်အပြင်ကတော့စားတယ်ပေါ့နော်ဒါကအမေရေပန်းစည်းရောင်ရေဒါကဥစားစင်စွေရောင်နုလေးပေါ့နော်ဒါကအစိမ်းနုရောင်ဒါကအဝါလေးပေါ့နော်အဝါဒါကြတော့ပန်းရောင်လေးပေါ့တငယ်ချင်းတို့ဒီမှာ6ထည့်ပါတယ်နော်တငယ်ချင်း6ထည့်လို့ပါတယ်တော့ကြည်လှတယ်ဝီလူကြည်လှတယ်နော်ဒါဝီလူတဲ့ကောင်းတယ်တငယ်ချင်းတို့ဒီမှာကြည်သူ့ရဲ့ကြိုးဒီထဲကောင်းမကောင်းသူကဒီမှာအသားဒီထဲကြည်ဘယ်လိုကောင်းလဲဆိုတာဒီမှာကြည့်တကယ်ချင်းအသားလေးတွေတဲ့ကောင်းတယ်နော်မမသူများကတော့မကြိုက်တယ်ကြက်တာဒီမမအေးတော့ကြိုက်တယ်မမအေးတော့ကြိုက်လို့မမအေးရဝေတယ်နော်တကယ်ချင်းလို့ရေမမအေးဝေတယ်မမအေးပထမတော့လည်းဝေတယ်ခုတည်းထောက်ဝေတယ်နော်တကယ်ချင်းလို့ရေဒီ6ထည့်လောက်ဆိုရင်ဒါတကယ်ချင်းလို့ဆိုဝေတော့တက်နှစ်လောက်ရှိပြီတက်နှစ်လောက်ဝစ်ပြီးကိုပြစ်လိုက်တယ်ရတယ်နော်တကယ်လို့မပြစ်ခင်လည်းရတယ်6ထည့်လောက်ဆိုရင်တနေ့တစ်ထည့်ပေါ့နော်ဒါဆိုရပြီတကယ်ချင်းလို့ရေမမအေးကြတော့တနေ့တစ်ထည့်ဝစ်ပါတယ်တန်လိုက်တာတကယ်ချင်းလို့ရေအားလုံးကျေးဇူးပဲနော်ဒါမမအေးရဲ့အကြိုက်မမအေးရဲ့အဆိုင်လေးပါအားလုံးကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ကြမယ်ဘိုင်ဘိုင်